ဒီနေ့တော့ပါတို့အိမ်မှာဘဲဥလေးကိုချမောင်လေးနဲ့ရောပြီးချက်ဖြစ်တယ်။သူ့အနှစ်ကလေးကလေချင်းချင်းဆက်ဆက်လေးနဲ့မို့လို့တော်တော်လေးလက်စားလို့ကောင်းတယ်။အရင်ဆုံးငရုတ်သီးချောက်လေးရဲ့ကျွတ်သွန်ဖြူရဲ့ကျွတ်သွန်မီရဲ့ကိုညက်နေအောင်ထောက်ပေးထားရပါမယ်။အယောင်တင်မှုသုံးနဲ့ရရဲ့နော်။ငပိစိမ့်စားလေးကိုလည်းအနှဲငယ်ထည့်ပြီးတော့ပါတော့ဆက်ထောင်ပေးထားပါတယ်။ပြီးရင်တော့ပါတို့ဘဲဥလေးချမ်းလေးတွေကိုပေါ့နော်။အနားလေးတွေတင်းအောင်လို့ခဏလောက်တော့ကြော်ပေးထားပါတယ်။ဒီဘဲဥကြုတ်လေးတွေလည်းရပြီဆိုလို့ရှင်တော့ခုနကထောင်းထားရလေးကိုစီတက်ပေးပါမယ်။ပြီးရင်တော့ချမောင်ရက်တင်ထားရလေးပါတစ်ခါလေးထည့်ပေးပါမယ်။ချမောင်ရက်ကလေးတွေဣပြီးတော့ကြေသွားအောင်လို့အနှဲငယ်လေးခြေပေးထားတယ်။အချင်းတလေးထွန်းအောင်လို့တော့စုံစည်းကြီးထည့်လိုက်ပါတယ်။အရသာတော့ကတော့အချုံမုံရဲ့စားရဲကိုသုံးပါတယ်။အနှဲငယ်လေးအချင်းတက်ထွက်ပြီးတော့စီပြန်လာပြီဆိုရင်တော့ခုနကကြော်ထားတဲ့ဘဲဥကလေးတွေပါတစ်ခါလေးထည့်ပါမယ်။ဘဲဥလေးတွေကိုအချင်းတက်ကလေးခဏတစ်ပြုတ်လောက်ဝင်သွားပြီဆိုရင်တော့အဆက်တွက်ငရုတ်သီးစိမ့်လေးထည့်ပါမယ်။ဒါဆိုလို့ရှိရင်တော့လေချင်းချင်းဆက်ဆက်လေးနဲ့စားလို့ကောင်းတယ်ဘဲဥချမောင်ကလေးရပြီပေါ့နော်။တခါတလေအပြောင်းလဲလေးဖြစ်သွားအောင်လို့ဘဲဥကြုံလေးကိုအခုလိုပုံစံမျိုးလေးချက်စားကြည့်နော်။အားလုံးပဲစားကောင်းကြပါစေရှင်။